တချို့ကလည်းပဲကိုယ်ဧရိယာထဲမှာလဲကြပြီးတော့နာကျင်အောင်ဆောင်ပြီးမှပြစ်ဒဏ်ဘောကိုရအောင်လုပ်တတ်ကြတယ်လို့ပဲချိုးကြတော့လေတန်လူကြီးမနေအောင်ပခုံးနဲ့ကာပြီးတော့မှလက်နဲ့ခိုးသွင်းသွားကြတယ်လည်းရှိတတ်ပါတယ်အလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေနေ့စဉ်သတင်းထူးသတင်းဦးများကိုတင်ဆက်ပေးနေတာမလို့ကျွန်တော်ရဲ့ channel ကို like နဲ့ follow လေးလုပ်ပေးခဲ့ပါအောင်ဗျ ICJ ရဲ့နောက်နေ့တွေကြားနာပွဲတွေမှာเนาะဒါကျွန်တော်တို့မင်းအောင်နိုင်ရဲ့စစ်တီတော်2သိန်းပေါ့စစ်တီတော်2သိန်းပေါ့စစ်တီတော်2သန်းဒေါ်တီတာဦးနဲ့ဦးကိုကိုလိုင်တို့နောက်နေ့တွေမှာဒါတိုက်ပွဲဆင်ဖို့အတွက်အရင်ဦးဆုံးတိုက်ပွဲခေါ်တာနားထောင်ကြည့်အောင်ဒီဘပြည်သူများကြက်ခန့်တာလို့မှာကြပါလားခင်ဗျာကျွန်တော်တို့တဟိတ်မြို့မှာရောက်ရှိနေတဲ့ ICJ လုပ်ငန်းဖွဲ့ကတော့မကြခင်မှာမြန်မာဘက်ကတရားရင်ဆိုင်ရေးအတွက်စတင်ပြီးတော့မှရှောက်လဲရတော့မှာဖြစ်ပါတယ်မြို့ပြည်သူများလည်းလိုင်းပေါ်မှာတွေ့မြင်ပြီးဖြစ်ကြတဲ့အတိုင်းပဲတစ်ဖက်ကတရားလိုဘက်ကတော့သူတို့ဘက်ကရှောက်လဲချက်တွေကိုမြန်မာဘက်ကစတင်ပြီးရှောက်လဲချက်ပေးမှာမဟုတ်ဘူးစတင်ပြီးလိန်ပါတော့မယ်เนาะဟုတ်ပြီတစ်ဖက်ကရှောက်လဲချက်တွေကိုဘလို့ပြင်ဆင်ပြီးဘလို့ပြောသွားတယ်လဲနားထောင်ကြည့်အောင်ဆက်ပြီးတော့နေ့စဉ်နဲ့မျှသေးစိတ်ပြုစုပြီးတော့မှရှောက်လဲသွားတာတွေ့ရမှာဖြစ်ပါတယ်ဟုတ်တယ်သူတို့ဘက်ကတော့ကျွန်တော်တို့ပေါ်မှာဆွဆွဲထားတဲ့လူမျိုးသုံးစီမှုဆိုတဲ့ genocide ပြစ်မှုမြောက်အောင်ဘယ်ပေါင်းစုံတောင်ပေါင်းစုံကနေပြီးတော့မှမရအရာရှာဖွေပြီးတော့မှရှောက်လဲသွားတာဖြစ်ပါတယ်မရအရာရှာဖွေပြီးတော့မှဆိုတော့ဖွက်ထားတဲ့ဟာတွေရအောင်ရှာရတာပေါ့ဒီသဘောတက်ရောက်နေတာပေါ့တက်သေးတွေကိုဖွက်ထားတဲ့တက်သေးတွေကိုမရအရာမရတဲ့ဟာကိုရအောင်ရှာပြီးရအောင်ရှာရှိနေလို့ပေါ့သဘောကတော့ရှိနေလို့ပေါ့ဒီတက်သေးတွေရှိနေဒါတွေလောက်ခဲ့တာမှန်ကန်တယ်ဆိုတဲ့သဘောပေါ့နော်နောက်ဆုံးပြောရမယ်ဆိုရင်တော့ဩဇာကြီးတဲ့ဆရာတော်ကြီးတွေကိုယ်တိုင်ကိုပဲဒီအမှုထဲမှာပါဝင်ပတ်သက်လာအောင်ကိုပဲဆွဲထုတ်ပြီးတော့မှလျှောက်လဲသွားတာလည်းတွေ့ကြမှာဖြစ်ပါတယ်ဒါကတော့တရားရေးဆိုင်တဲ့နေရာမှာဘယ်နဲ့ဘက်ကလိုပဲသူ့ကိစ္စနဲ့သူလုပ်နေကြတာပါပဲသူတို့ရဲ့အလုပ်ကိုသူတို့လုပ်ကြတာပါပဲအဲ့တော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဓမ္မစရိယဥထိတ်လိုက်ရေးတဲ့ရဟနာနဲ့ပုဂ္ဂိုလ်သူများအကြောင်းစောင့်ကြည့်ရလို့ပေါ့အသိတော်ဆရာတော်ကြီးကလက်ဝေးမျိုးဘက်မှာဒီပဲခူးရိုးမတောဆက်မှာလေးတိုင်စင်ကျောင်းကလေးနဲ့တရားအထုတ်နေတဲ့အချိန်မှာသူတရားအထုတ်တဲ့ညကိုငွေကြီးကောင်ကတက်လာတယ်သူ့ရဲ့တရားထိုင်နေတဲ့ပုံမှာလာပြီးတော့မှဗပြင်းထောင်ပြီးတော့မှရံမှုမဲ့ပုံစံမျိုးလုပ်ပြတော့ဆရာတော်ကြီးကပြောတယ်တကားရှိလဲတကားရှိအလုပ်လုပ်ဦးစင်းကလည်းဦးစင်းအလုပ်လုပ်ရမှာပဲဆိုတော့သူကတရားအထုတ်တာဆက်ပြီးအထုတ်ခိုင်းနိုင်ပြတာလေမတန်လိုက်တာကွယ်တော်မတန်တာနော်နောက်သိမကြဘူးအဲဒီစာအုပ်ထဲမှာပါတဲ့အတိုင်းဆိုရင်တော့တပည့်မကြီးပေါ့နော်တပည့်ဆိုတာတော့တစေတရေတဲ့ပူကြီးတဲ့တပည့်မကြီးတယောက်ကလည်းလာပြီးတော့မှ6ပြန်နေတယ်6တော့လဲဆရာတော်ကြီးကခုနအတိုင်းပဲပြောတယ်ဒကာမကြီးအလုပ်ကိုလုပ်ဦးစင်းလည်းဦးစင်းအလုပ်ကိုလုပ်ရမှာပဲဆိုပြီးတော့အဲ့လိုပဲမိတ်ပြီးတော့တရားဆက်ပြီးတော့မှအထုတ်သွားတယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီလိုပါပဲတစ်ဖက်ကနေပြီးတော့မှသူတို့အလုပ်ကိုသူတို့လုပ်သွားကြတယ်ပြောင်းပြန်တွေးလိုက်ပေါ့နော်မွေကြီးတို့တပတ်မကြီးတို့တော့ဘယ်သူတွေဖြစ်မှာသူတို့ပဲပေါ့နော်အဲ့လိုပဲပြောရမှာပဲလေဟိုကလောက်ကန်ရတာလေနော်ဟုတ်တယ်မလားအဲ့မရှင်နဲ့အဲ့ဒါတွေနဲ့သွားနှိုင်းတော့တော်တော်လေးကိုမတန်ဘူးလို့ပြောလို့ရတာပေါ့ဗျာနော်ကဲဆက်နားထောင်ကြအောင်ကျွန်တော်တို့လည်းပဲတရားပြိုင်နေနဲ့ကိုလောက်ကြရမှာပါပဲလောက်ဒီလိုတရားရင်ဆိုင်ကြတဲ့နေရာမှာတော့နှစ်ဖက်အားပြိုင်ကြတာပေါ့သူ့ဘက်ကိုယ်ဘက်အနိုင်ရမယ့်ချက်တွေကိုရှာဖွေစူးစမ်းပြီးတော့မှဖော်ထုတ်ကြတယ်လို့ပဲကိုယ့်ဘက်ကအားနည်းချက်တွေကိုလည်းရအောင်ကာကွယ်ကြတာပဲဒါဘာနဲ့တူတယ်လဲဆိုတော့ဘောလုံးပွဲတစ်ပွဲလို့ပါပဲဘောလုံးသင်းနှစ်သင်းကတစ်ဖက်နဲ့တစ်ဖက်ဂိုးသွင်းနေအောင်စူးစမ်းကြတယ်လို့ပဲကိုယ့်ဘက်ကိုဂိုးမပေးရအောင်ကာကွယ်ကြတယ်လို့ပါပဲဒီလိုပါပဲဘောလုံးကစားတဲ့နေရာမှာလည်းအားလုံးသိတဲ့အတိုင်းပဲမရရအောင်ကိုယ့်ဘက်ကနိုင်အောင်စူးစမ်းကြတဲ့အခါကျတော့နီလန်မျိုးစုံသုံးကြတာလည်းရှိတာပေါ့တချို့ကလည်းပဲကိုယ်ဧရိယာထဲမှာ
လဲကြပြီးတော့နာကျင်အောင်ဆောင်ပြီးမှပြစ်ဒဏ်ဘောရအောင်လုပ်တတ်ကြတယ်လို့ပဲချိုးကြတော့လေတန်လူကြီးမမြင်အောင်ပခုံးနဲ့ကာပြီးတော့မှလက်နဲ့ခိုးသွင်းသွားကြတယ်လည်းရှိတတ်ပါတယ် ပြောချင်တာလို့ပြောချင်တာနော်ဟုတ်ပါပြီအဲ့ဒီနေရာမှာပြောချင်တာက go area နားထိရောက်တယ်ဆိုတော့ဘယ်သူကပုံမှန်လို့လဲဘယ်သူကတာလို့တော့ဒီနေရာမှာ तू အချက်လက်နဲ့သွားတာလေနော်အဲ့တော့ဘယ်သူကအချက်လက်ပို့ပြီးတော့ပြည့်စုံလို့ထုံး go area နားရောက်တယ်ဆိုတော့အဲ့ဒါပဲအဖြစ်ရတာပဲနော်အဲ့တော့ခင်ဗျားတို့တာလို့ရှိရင်ခင်ဗျားတို့တော့ go area နားရောက်နေပါဒါအခု तू ဒီပုံစံကြည့်ရတာတော့အနေနဲ့တော့စိတ်သက်ကြနေတဲ့အနေထားရှိတယ်နော်စိတ်သက်ကြနေတဲ့အနေထားရှိတယ်go area နာအထိရောက်နေတယ်ဆိုတဲ့သဘောမျိုးကိုသူဒါအရင်ကပြောသွားတာပဲနော်အဲ့တော့go area နာမှာလက်နဲ့လည်းပုတ်နိုင်တယ်ပြစ်ဒဏ်ပေါ်လည်းလုံနိုင်တယ်လို့သူကပြောတယ်အဲ့တော့ခင်ဗျားခြံခဲ့တာဘာလဲဆိုတော့ဒီအတိုင်းလဲအရေးချင်းနဲ့တွင်းသွားနိုင်တယ်ဆိုတဲ့အချက်ကိုခြံခဲ့တယ်နော်အဲ့ဒီခြံခဲ့တယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဘောလုံးပွဲတစ်ပွဲမှာgo area နာအထိရောက်ပြီဆိုကြတဲ့ဟိုအဲ့အသင်းကခြေတာလို့ပေါ့ဂိုးသွင်းဖို့အတွက်ဒါလက်တကန်းအလူကိုရောက်နေပြီဆိုတဲ့သဘောပေါ့နော်ဒါကတော့ဒီနေရာမှာအားကစားအနေနဲ့ပြောတာဒီကနေ့တရားရင်ဆိုင်တဲ့နေရာမှာအချက်လက်ကသူတို့ဟာပို့ပြီးတော့မှပြည့်စုံနေတဲ့ဆိုတဲ့သဘောပေါ့အဲ့တော့အဲ့အချက်လက်တွေကအတုလုံးလို့မရဘူးလေဟုတ်တယ်မလားမြေပြင်ကနေတကယ်လာရတဲ့အချက်လက်တွေပဲဟုတ်တယ်မလားဒါပဲအဲ့ဒါအဖြစ်ရရှိနေတယ်နောက်တော့သဘောတရားအပြင်တော့ချိန်နေသိမ့်မကောင်းဘူးဗျာနော်သူတို့ဘက်ကအချိန်နေသိမ့်မကောင်းဘူးနောက်မာလာဘက်ကအချိန်နေသိမ့်မကောင်းအဲ့ဒါပဲအဲ့ဒါကိုသူပြောချင်တာအရင်ကပြောသွားတယ်အရှုံးသွားနိုင်တယ်go area နာမှာကိုသွင်းမယ်ဆိုတော့တုံနေတယ်အဲ့ဒီအချိန်မှာဒိုင်လူကြီးမမြင်ဘဲနဲ့လက်နဲ့ပုတ်ပြီးတော့လဲသွင်းသွားနိုင်တယ်ဒါတော့သူပြောတာပေါ့နော်ဒါပေမဲ့သူ့ရည်ချင်းနဲ့လည်းသူသွင်းသွားနိုင်တာပဲနော်တချို့ကြတော့လည်းပဲ14ယောက်နဲ့17ယောက်ကန်ရတဲ့ပွဲတွေရှိတယ်လို့အဝေးကွင်းတွေမှာကန်ရခြင်းလို့လဲတကွင်းလုံးနဲ့17ယောက်နဲ့ကန်ရတာတွေလည်းရှိတတ်ပါတယ်ဒါအဝေးကွင်းမှာမဟုတ်တာအဝေးကွင်းမှာမဟုတ်တာတော့ကိုကအိမ်ကွင်းဖြစ်အောင်ကြိုးစားလေနော်ဒါကြားကွင်းကြားကွင်းမှာကန်တာနော်အဝေးကွင်းမဟုတ်10ယောက်17ယောက်ဘာလို့ဖြစ်လဲငါကိုကဖောင်းမောသွားကျူးလွန်တာကို10ယောက်17ယောက်ဖြစ်မှာဟုတ်တယ်မလားကိုကဖောင်းမောမကျူးလွန်မယ်ကိုကကောင်းကစားရင်တော့ကိုက17ယောက်ရေဟိုတစ်ဖက်က10ယောက်ဖြစ်မှာပေါ့ဒါကအတိအမှသဘောတရားပဲဒါမှန်နေတာပဲအဲ့တော့ကိုအကြောင်းကိုသိဖို့ဗျာသိလဲသိနေပါတယ်နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံဘက်ကမြန်မာအသင်းကတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုဘက်ကအကောင်းဆုံးကိုရနိုင်ဖို့နဲ့ကိုမပေးရဖို့အစွမ်းကုန်စူးစမ်းသွားမှာဖြစ်ပါတယ်အစွမ်းကုန်စူးစမ်းဖို့เนาะစူးစမ်းအဲ့တော့ချိန်နေရတော့အဲ့လိုရှိ